တိုင်းတို့ပြေတို့မြန်မာတွေဒါတို့တိုင်းတို့ပြေတို့မြန်မာတွေမြင့်မြတ်တဲ့ကုန်းကျက်တရေကျုပ်တို့ရဲ့ရွှေထီးရွှေနန်းတင်ဆန်းပေမြင့်မြတ်တဲ့ကုန်းကျက်တရေကျုပ်တို့ရဲ့ရွှေထီးရွှေနန်းတင်ဆန်းပေအာဇာနည်ဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်ရာဇဝင်ရှိထုံစင်လာထွန်းတောင်းခဲ့ပေပိုင်ဆိုင်သူဘိုးဘွားပြီးပင်တို့အမွေတို့ပြေတို့မြေရိုးရအချင်းမညိုးပါတလေးမျိုးတန်ကြီးနွယ်ဆင်းသက်ပေဒါတို့ရွှေထီးဒါတို့မြေကြီးစီထီးခရိုင်ကိုပိုင်မြန်မာပြည်တဲ့လူတွေလုံလဝရိယရှိကြစေအမျိုးကုန်တဲ့အောင်ရွက်ဆောင်လေးတို့တာဝန်မှန်ပေအာဇာနည်ဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်ရာဇဝင်ရှိထုံစင်လာထွန်းတောင်းခဲ့ပေပိုင်ဆိုင်သူဘိုးဘွားပြီးပင်တို့အမွေတို့ပြေတို့မြေမျိုးရိုးနဲ့တကူရှိခဲ့သလေထီနန်းနဲ့စံမြန်းလာတာတွေမျိုးရိုးနဲ့တကူရှိခဲ့သလေထီနန်းနဲ့စံမြန်းလာတာတွေကဘာမိုးမြေတေးစားတော်ဖြူဝေမဟာအမျိုးတွေစိတ်အားတကြစေကဘာမိုးမြေတေးစားတော်ဖြူဝေမဟာအမျိုးတွေစိတ်အားတကြစေရွှေမန်ငယ်အစ်စ်ဝင်းဝင်းတောက်ခဲ့ပေနောင်လာနောက်သားတွေတီးအပ်ကြတဲ့အချေရွှေမန်ငယ်အစ်စ်ဝင်းဝင်းတောက်ခဲ့ပေနောင်လာနောက်သားတွေတီးအပ်ကြတဲ့အချေမြန်မာပြည်ရိုင်းပင်စေဖုံးတကိုးတိုးတက်ကြဖို့ခေတ်ကောင်းရောက်ပေါ်လေမြို့ချက်တရေတိုးတက်စေအောင်ကြောင်းမင်္ဂလာချေဘုံအောင်မြေတကိုးတောက်ပေခေတ်ကောင်းရောက်ပြီလေမြို့ချက်တရေတိုးတက်စေအောင်ကြောင်းမင်္ဂလာချေဘုံအောင်မြေတကိုးတောက်ပေခေတ်ကောင်းရောက်ပေါ်လေအောက်ကြမခံဘူးဟဲ့မြို့သားတို့ရေအောက်ကြမခံဘူးဟဲ့အမျိုးသမီးတို့ရေမြန်မာပြည်ရိုင်းပင်စေအာဇာနည်တွေရွှေမန်ကြီးအချင်းတို့ရေအာဇာနည်တွေတိုင်းပြည်လုံးနဲ့နယ်လုံးနဲ့ညီညွတ်ကြစေမျိုးမျိုးကထက်သန်သားတွေရိုးရအချင်းမညိုးပါတလေးမျိုးတာကြီးနွယ်ဆင်းသက်ပေဒါတို့ရွှေထီးဒါတို့မြေကြီးစီထီးခရိုင်ကိုပိုင်မြန်မာပြည်တက်လူတွေလုံလဝရိယရှိကြစေအမျိုးကုန်တက်အောင်ရွက်ဆောင်လေးတို့တာဝန်မှန်ပေအာဇာနည်ဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်ရာဇဝင်ရှိထုံစင်လာထွန်းတောင်းခဲ့ပေပိုင်ဆိုင်သူဘိုးဘွားပြီးပင်တို့အမွေတို့ပြေတို့မြေအဲ့လိုကြည့်ပြီးတင်ပါလေ